စောရက်ကိုစားလက်စားဖြည့်ပေးရမယ်မိုးထက်အောင်ပရိသတ်များလုံးပဲမင်္ဂလာပါခန်းဖိုင်နျူးကနေပြန်လည်ကြိုလဲပါရင်ကင်သားလေးမိုးထက်အောင်ကတော့1 Championship မှာပွဲထက်ရသွားခဲ့ပြီဖြစ်ပါတယ်မိုးထက်အောင်လာမယ့်ဇွန်လ17ရက်နေ့မှာကျင်းပမယ်1 Friday Fight 112မှာ Thai Fighter Confine 9နဲ့ရင်ဆိုင်လို့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်Confine 9ဟာမြန်မာပရိသတ်တွေနဲ့မစိမ့်တဲ့ Fighter တယောက်ဖြစ်ပြီးမြန်မာ Fighter စွန်ရက်ကိုနိုင်ပွဲဆက်မှုရပ်တန့်စေခဲ့သူလည်းဖြစ်ပါတယ်ဒါအပြင် Confine 9ဟာနည်းနည်းရ Fighter တော့မဟုတ်ပါဘူးငွေထိုင်းကနဝင်ဆက်ဆံရဲ့ညီလည်းဖြစ်ပါတယ်မိုးထောင်ကတော့1မှာ3ပွဲရှင်ပြိုင်ထိုးသက်ထားခဲ့ပြီး2ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့သူပါမိုးထောင်အနေနဲ့ပထမ2ပွဲကိုဂျပန်ဖိုင်တာတွေနဲ့ထိုးသက်ခဲ့ရတာဖြစ်ပြီး2ပွဲစလုံးအနိုင်ရရှိထားခဲ့သူဖြစ်ပါတယ်ဒါပေမဲ့တတိယမြောက်ပွဲစဉ်မှာတော့ Asian Thai Fighter ဆမ်မီဒန်နဲ့ထိုးသက်ခဲ့ရပြီးဒိုင်ဆုံးဖြတ်နဲ့အရှုံးပေးထားခဲ့ရတာဖြစ်ပါတယ်မိုးထောင်နဲ့ရှင်ပြိုင်ကစားမဲ့ Confine 9ကစုစုပေါင်း9ပွဲထိုးသက်ထားခဲ့ပြီး9ပွဲနိုင်2ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားသူပါသူကဘောနက်စုကိုလည်းစုစုပေါင်း3ချိန်ထိစုခိုးထားပြီးနောက်ဆုံးထိုးသက်ခဲ့တဲ့3ပွဲဆက်တိုက်နိုင်ရရှိထားသူဖြစ်ပါတယ်မိုးထောင်အနေနဲ့ဒီပွဲမှာတတိထားရမှာကခွန်ဖုံနွိုင်းရဲ့တထောင်ရိုက်ချက်တွေဖြစ်ပြီးလူချင်းပုတ်ကတ်သွားတဲ့အခါမျိုးမှာသူ့ရဲ့ဘက်ဘက်တထောင်ကအတော်လေးကိုကောင်းမွန်ခဲ့တာကိုရှေ့ပွဲစဉ်တွေမှာမြင်တွေ့ခဲ့ရပါတယ်။မိုးထောင်ကမာဂုံမြင့်ဖိုက်တာတယောက်ဖြစ်သလိုနီးစနစ်ပိုင်းလည်းအားကောင်းတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ခွန်ဖုံနွိုင်းကမိုးထောင်တဲ့အရင်ပေါ်မြင်သလိုဆက်ဆံရဲ့ညီဖြစ်နေတာကြောင့်အလဲထိုးပါဝါအားကောင်းသူလည်းဖြစ်ပါတယ်။မိုးထောင်အနေနဲ့ဆိုရဲရဲ့ရှုံးပွဲကိုဒီပွဲမှာပြန်ဆက်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။